အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြပြသွားမယ့်ဗီဒီယိုကတော့ကျွန်တော်တို့ပတ်ဆိုင်ရတဲ့ Telegram channel အကောင့်ဖွင့်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားရင်ဆုံးဖြတ်ကြည့်တော့ပေးပါဦးကျွန်တော်ရဲ့ channel က video editing နဲ့ phone software ဘက်တွေကိုပတ်သက်တဲ့နေတဲ့ channel လေးတစ်ခုဖြစ်ပါတယ်မိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်တော့ပေးဖို့တောင်းဆိုချင်ပါတယ် okay အဲ့ဒါဆိုကျွန်တော်တို့စလိုက်ကြအောင်စမ်းမချလို့ကျွန်တော်တို့ Telegram ဝင်လိုက်ပါကျွန်တော်တို့ Telegram ဝင်လို့ပြတဲ့ကျွန်တော်တို့ဒီဘက်အောက်နားလေးမှာကျွန်တော်တို့ခဲတဲ့ပုံစံလေးရှိတယ်အဲ့ဒါကိုနှိပ်လိုက်ပါနှိပ်လို့ပြတဲ့ကျွန်တော်တို့ဒီဘက်မှာ new channel ဆိုပြီးရှိတယ်အဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြတဲ့ဒီမှာကိုကြိုက်တဲ့မင်းကြိုက်တဲ့နာမည်ကိုတစ်ခုပေးလိုက်ပါကျွန်တော်ကတော့ဒီမှာကျော်သူစပီးရေးလိုက်မယ်ပြီးတဲ့ကျွန်တော်တို့ဒီမှာဒီအောက်က description မှာကျွန်တော်တို့ဒီမှာကိုဒီ channel ထောက်တဲ့အခါကျွန်တော်တို့မိမိတင်ရှင်တဲ့ videos အကြောင်းကိုရေးပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာ description မှာကိုယ်နောက်ခံသမိုင်းကိုနည်းနည်းရေးပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာစကားကုန်းများတင်ဆက်မီလို့ရေးလိုက်မယ်ကာတွန်းစကားကုန်းများဆိုပြီးရေးလိုက်မယ်โอเคပြီးလို့ပြီးရင်ကျွန်တော်တို့ဒီမှာ profile မှာကျွန်တော်တို့ကိုထည့်ချင်တဲ့ပုံကိုရေးလိုက်ပါကျွန်တော်တို့ဒီမှာဒီပုံကိုရေးလိုက်မယ်โอเคဒီလိုပြနေတဲ့ကျွန်တော်တို့ဒီမှာအပေါ်ကအမှန်ရှက်လေးနှိုက်ပါမယ်နှိုက်လို့ပြနေတဲ့ဒီနေရာမှာကျွန်တော်တို့ဒီမှာ private channel ကိုမနှိုက်ဘဲနဲ့ကျွန်တော်တို့ public channel ကိုပဲယူရပါမယ်ကျွန်တော်တို့ဒီမှာယူပြီးသားပဲလို့ public channel ပဲယူရပါမယ်ဒီမှာ public link မှာအောက်က public link မှာကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ channel link ကိုထားပေးရမယ်ဖြစ်ပါတယ်ကိုကဒီ channel မှာကကျွန်တော်တို့ဒီမှာသူများထားတဲ့ link ကိုထားလို့မရပါဘူးကျွန်တော်တို့ဒီမှာကိုယ်စက်ချက်တော့ထားလို့ရမယ်ဒါပေမဲ့ဒီနေရာမှာသူများထားတဲ့ link ဆိုထားလို့မရပါဘူးကျွန်တော်ဒီမှာခွင့်ရလိုက်မယ်ဒီမှာဒီတိုင်းအစင်းအောင်ပေါ်နေပဲဆိုတော့ရတယ်ဒါပေမဲ့ဒီမှာအနေအောင်လေးပေါ်နေပဲဆိုတော့မရဘူးဒီမှာဒီလိုမျိုးအစင်းအောင်လေးနဲ့ပေါ်နေပဲဆိုရင် okay အဲ့ဒါဆိုရတယ်အဲ့ဆိုကျွန်တော်တို့ဒီမှာအပေါ်ကအမှန်ရှင်းလေးနှိုက်လိုက်ပါနှိုက်လို့ပြတဲ့ဒီနေရာမှာကျွန်တော်တို့ဒီမှာကိုမှ friend တွေရှိလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီ friend တွေကိုကျွန်တော်တို့ subscriber like အဲ့လိုရပါတယ်ဒီမှာဒီကအပေါ်မြားကလေးကိုနှိုက်လိုက်ပါနှိုက်လို့ပြတဲ့ကျွန်တော်တို့ဒီမှာဒီနေရာမှာကျွန်တော်တို့ဒီမှာအပေါ်ကနေမဲ့ subscriber 1000ပြည့်တဲ့အထိလောရပါမယ်1000ပြည့်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ subscriber ပြည့်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့ပတ်စံရမှာဖြစ်ပါတယ်ပတ်စံရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတက်တွေနဲ့မရပါဘူးကျွန်တော်ကဒီမှာဒီ Telegram channel မှာကျွန်တော်တို့ကိုကြိုက်တဲ့ဗီဒီယိုကိုတင်လို့ရပါတယ် Facebook တို့ YouTube တို့မှာ policy အဲ့လိုမများပါဘူးဒီမှာ copyright လည်းမထိပါဘူးကိုကြိုက်တဲ့ဗီဒီယိုကိုတင်လို့ရပါတယ် okay အားလုံးကိုကျေးဇူးတင်ပါတယ်